မတိလိုက်မှာဆိုလို့ကျွန်တော်တို့မနေ့ပြန်တင်တန်းစပါပြီခင်ဗျာထိုင်းစကားကိုလုံးဝအခြေခံကနေစပြီးတော့လေးလာခြင်းနဲ့เนาะ video class ကိုမှထီရောက်စွာလေးလာခြင်းနဲ့နေ့တိုင်းတရက်တပုတ်နှုံးနဲ့သင်ခန်းစာတွေကိုတင်ပေးမဲ့တင်တန်းကိုလိုချင်တယ်เนาะအသေးစိတ်အိမ်စာစစ်ပေးတဲ့ဆရာမကိုလိုချင်တယ်ဆိုရင်เนาะဒီတင်တန်းနဲ့ join လို့ရပါတယ်တင်တန်းကာလကဒီတလတိကြာမှာဖြစ်ပါတယ်เนาะဒီထိုင်းစကားရောလုံးဝအခြေခံကနေစပြီးတော့လေးလာရမယ်ဒီတလအတွင်းကိုယ့်ရဲ့ထိုင်းစကားကိုအနေထားတစ်ခုအထိရောက်အောင်လုပ်ကြည့်ခြင်းနဲ့ကို challenge ခေါ်ကြည့်ခြင်းနဲ့เนาะပြီးခဲ့တဲ့9လလုံးပါမတေချာလေးမလုပ်ဖြစ်ခဲ့ဘူးဒီတလအတွင်းထီအောင်မှုတစ်ခုကိုလိုချင်တယ်ကို challenge ခေါ်ကြည့်ခြင်းနဲ့ဆိုရင်เนาะဒီအတန်းလေးနဲ့ join လို့ရပါတယ်เนาะပါချေခံမရထားဆရာမလိုဘူးအဲ့တော့ဒီတလအတွင်းပါတီရသွားမှလဲပေါ့เนาะစာပိုင်းရင်ပြောမယ်စာပိုင်းမှာကြီး40လေးလုံးเนาะအလဲအမြင့်အနှိမ့်တရတန်တူတရတန်ရှည်တရပြည့်တန်ထွက်လေးချင်းချင်းတေချာလေးရသွားမယ်ပြည့်တရပေါင်းဆက်ချင်းကောင်းလေးရသွားမယ်เนาะဝနယုအတန်ပွား9တန်တေချာလေးနားလဲသွားမယ်ဒီပြည့်တရပေါင်းဆက်ချင်းကိုဝနယုအတန်ပွားနဲ့ပေါင်းပြီးတော့ဒီ6ဖက်တိကိုလေ့ကျင့်တဲ့အပိုင်းလေးတွေလည်းပါမှာဖြစ်ပါတယ်ပြီးရင်ဒီစကားပြောတဲ့အပိုင်းပေါ့เนาะအခုမှထိုင်းစာစကားကိုလေ့လာတာဖြစ်တဲ့အတွက်ဒီစကားပြောတဲ့အပိုင်းမှာလည်းအခုလောလောဆယ်ထိုင်းကိုရောက်လာပြီဆိုရင်အရင်လိုအပ်တဲ့အရာလေးတွေเนาะလောလောဆယ်တည်ထားတဲ့အရာလေးတွေကြက်ထားရမယ့်အရာလေးတွေကိုကျွန်တော်တို့အကုန်အရင်တင်ပေးမှာဖြစ်ပါတယ်ပေါ့เนาะဒါကဒီတလတိကြာမှာဖြစ်ပါတယ်ပိတ်ရက်တော့တရက်မှမရှိပါဘူးပေါ့เนาะနည်းနည်းတော့ရက်ဆက်ရကြတယ်ဒါပေမဲ့ခုတို့ကအရှိန်တစ်ခုကိုရအောင်ရှိစေချင်တာပေါ့เนาะစာကအရင်ကြီးမများဘူးတရက်ကိုတနားရီလောက်တေချာတဲ့အချိန်ပေးနိုင်တယ်ဆိုရင်ပြီးအောင်လုပ်လို့ရတဲ့အနေအထားမှာရှိတယ်စူးစမ်းဖို့တော့လိုအပ်ပါမယ်เนาะပြီးရင်သင်ခန်းစာတိုင်းမှာအိမ်စာရှိမယ်အိမ်စာစစ်တဲ့ဆရာမတွေကနေတယောက်ချင်းစီကိုအသေးစိတ်စစ်ပေးမယ်အမှားပြင်ပေးမယ်ကိုအိမ်စာပို့ရင်းနဲ့မတိတာနားမလဲတာမရှင်းတာလေးတွေအကုန်လုံးကိုလည်းမေးလို့ရအောင်ကျွန်တော်တို့စီစဉ်ပေးထားတယ်နှစ်ပတ်တစ်ခါလဲကျွန်တော်ကိုယ်တိုင် zoom လုပ်ပေးမှဖြစ်ပါတယ်เนาะလေးလာတာအဆင်ပြေအောင်လဲ PDF file နဲ့ပေးမယ်တင်တန်းကြေးကတော့ပတ်900ပါပဲပေါ့เนาะဒီ level 1တလကြာမှာဖြစ်ပါတယ်ပြီးမှပဲဒီ level 2 level 3 ဆက်သွားလို့ရတယ်เนาะ level 3ပြီးပြီဆိုတာနဲ့စာရောစကားရောကောင်းလေးရသွားမှာဖြစ်ပါတယ်အသေးစိတ်ကို patient messenger မှာထပ်ပြီးတော့မေးမြန်းပေးပါเนาะဒီနေ့အတွက်ဒီလောက်ပါပဲผม James สวัสดีนะครับ